မင်းကသာ supernatural action shonen type anime fan တယောက်သားဆိုရင်မင်းကိုယ်တိုင်အဲ့ဒီ anime character တွေကတိုင်းတိုက်ခိုက်ခြင်းကြမ်းကျင်နေလိမ့်မယ်။ထားပါတော့ essay ကိုကြည့်ပြီး Kirito လိုမျိုး Jewel ဆိုတာကြီးနဲ့တွားကြမ်းကျင်တာမျိုး Naruto ကြည့်ပြီး Shinkatsu Kisamero လိုမျိုး200ဆိုတာကြီးတွေနဲ့တွားကြမ်းကျင်တာလိုမျိုးပြီးရင်လေးများကြိုင်တဲ့ဘိုး anime character တွေသဘောကျပြီးသူတို့လိုမျိုးညာပေါ့ဝါအတန်းလိုက်ကြီးပြစ်ချင်တာလိုမျိုးRudy ရဲ့လိုမျိုး magic step ကြီးကင်ပြီးကဘာကြီးကိုပတ်မွေးချင်တာလိုမျိုးဒီမွန်စလေယာရဲ့ Zenitsu လိုမျိုး Katana နဲ့ monster တွေကိုပိုင်းချင်တဲ့သူမျိုးခန်းနေကင်ပြီး monster တွေလိုက်သက်ချင်တဲ့သူမျိုးဒါအမောရင် ninjutsu တွေပဲတုံပြီးတော့ချချင်သလားမဟုတ်ရင်လက်ပလနဲ့ပဲတုံပြီးတော့တိုက်ခိုက်ချင်သလားဒါမှမဟုတ်ရင်လည်းကျက်စစ်သားတို့လိုမျိုးလှန်ရင်းကင်ပြီးတော့ဟိုပြစ်တိရှောက်ပြစ်ချင်သလားကိုယ့်အဖွဲသားတွေကိုကောက်ွယ်ဖို့အတွက်ရှီးကင်ပြီးတော့တန်ကာလုပ်ပေးချင်သလားဒါဆိုအားလုံးဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပြရတယ်မိတ်ဆက်ပေးမှာတော့အခြားဂိမ်းမဟုတ်ပါဘူးကျွန်တော်တို့ player 10 တန်းကျော်ရှိပြီးသားဖြစ်တဲ့ Toram Online ဆိုတဲ့ MMORPG ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီ Toram Online ဆိုတဲ့ game လေးက2015လောက်ကထွက်ပြီးတော့ဒီအင်ဒိုနီးရှားတို့ကိုရီးယားတို့ဂျပန်တို့မှာအရန်နာမည်ကြီးရပေါ့နော်ဒါပေမဲ့ local မှာတော့ထင်လောက်ကြီးမပေါက်လိုက်ဘူးအကြောင်းရင်းကတော့ local မှာ mobile game တွေခေတ်စားလာတဲ့နေများ MMORPG ဆိုတာဒီ anime fan တွေလောက်ပဲကစားကြတဲ့အမျိုးအစားတစ်ခုဖြစ်လာကြရပေါ့နော်အော်ဒီနေ့မှာကျွန်တော်အနေနဲ့ MMORPG တစ်ခုဖြစ်တဲ့ Toram Online ဆိုတဲ့ game လေးအကြောင်းကိုတင်ဆက်ပေးပါမယ်ပထမဆုံး game ကို install ပြီး Toram Online နဲ့ဝင်လိုက်တာနဲ့ character တစ် create မလားလက်ရှိအရင်ကရှိပြီးသားကောင်းနေဆိုမလားဆိုပြီးမြင်မယ်ကျွန်တော်တို့က character ကို create လုပ်မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ name နေရာမှာကျွန်တော်တို့ character ရဲ့ name ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ gender နေရာမှာကျွန်တော်တို့ male နဲ့ female နှစ်ခုရွေးလို့ရမယ်ဒါမှမဟုတ်ရင် gay ဆိုရင်လည်းခြားဒီ male တွေ female တွေပြင်ခြားရည်လည်းရွေးလို့ရတယ်ပြီးရင်ကိုကြိုက်တဲ့ face style eye band ပြီးရင်နောက်တစ်ခုကိုယ့်ရဲ့ဒီပေါ့နော် hair style နေဒီ hair style ရဲ့ tail တွေပတ်တွေအကုန်လုံးကိုကျွန်တော်အသေးစိတ်ကြကြကျွန်တော်တို့တွားပြီးတော့ပြင်လို့ရမယ်တွားပြီးတော့ customize လုပ်လို့ရမယ်ဒီမှာဆိုရင်ကျွန်တော်တို့နောက်တစ်ခုဘယ်အရာရှိတော့ပြင်လို့ရတယ်ကျွန်တော် eye color တွေဟုတ် eye ပေါ့နော်ကျွန်တော်တို့ eye color တွေထီတော့မှပြင်လို့ရတယ်အဲ့မှာ hair တွေလည်းကျွန်တော်တို့လာတယ်အခုပြီးရင်အဲ့မှာကျွန်တော်တို့အဓိကကာရတာကျွန်တော်တို့ main row 6ခုပေါ့နော် sword row ရှိမယ် bow staff noggin halberd katanaကိုယူရဲ row တစ်ခုချင်းစီပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ဒီ fighting style battle stance တွေကမတူဘူးပေါ့နော်အရန်မိုက်တယ်ဒီ row တစ်ခုချင်းစီကလည်းလောက unique ဖြစ်တယ်ပေါ့နော်ပြီးရင် character customize လုပ်ပြီးတာ ਨੇ ကျွန်တော်တို့ပထမဆုံးဒီ assign ကန်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီဘယ်လိုမျိုး action တွေလုပ်ရတယ်ဘယ်လိုမျိုးတွေဒီ attack လုပ်ရတယ်ဘယ်လိုမျိုးတွေဒီ skill တွေ power တွေကျွန်တော်တို့သုံးရလဲဆိုတာမျိုးဒီမှာသူတို့ train ပေးတယ် train ပေးနေကျွန်တော်တို့ရဲ့ main quest ကိုအစချီတယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ဒီပေါ့နော် forest တွေက wolf ကိုအရင်ဆုံးကျွန်တော်တို့တွားတိုက်ရတယ်အဲ့လိုမျိုးတွားတိုက်ရင်လည်းကျွန်တော်တို့ train ပေးရနောက်တော့ဒီ dragon ကြီးကသူတို့ရွာကိုလာတိုက်တဲ့ချိန်မှာကျွန်တော်တို့ကဒီပေါ့နော်တိုက်ရင်တိုင်းမတိုက်ရင်လည်းရှောင်သွားပေါ့ဒါပေမဲ့ဒီကျွန်တော်တို့တွားတိုက်လည်းမနိုင်ဘူးအဲ့တော့ကျွန်တော်ရှောင်ရမယ်ပြီးရင်လည်းကျွန်တော်တို့ရဲ့ဒီ Toram Online ရဲ့ပထမဆုံး first move ဖြစ်တဲ့ Sophia City ကိုကျွန်တော်တို့စရောက်မယ်ပေါ့နော်အဲ့တော့ဒီကနေမှစပြီးတော့ကိုတိုင်းဒီ main quest တွေကိုကျွန်တော်တို့တွားလှုပ်ချင်တဲ့ချိန်တိုင်းမှာလှုပ်လို့ရတယ်မလှုပ်ချင်လို့ကျွန်တော်အခြားဒီ character တွေအခြားတူတွေနဲ့ကျွန်တော်ချိတ်ဆော့ချင်တယ်ဆိုရင်လည်းဒီကနေစပြီးကျွန်တော်စပြီးတော့ချိတ်ဆော့လို့ရပြီပေါ့နော်ခုနကအစမ်းကတ်မှာတော့ချိတ်ဆော့လို့မရဘူးဒီ first down ကိုရောက်မှာပဲကျွန်တော်တို့စပြီးတော့ချိတ်ဆော့လို့ရမယ်စပြီးတော့ကျွန်တော်တို့တွားလှုပ်ချင်တာကျွန်တော်တို့တွားပြီးတော့ဒီအင်ကြီးလဲချင်လားဓာတ်တွေပဲတွားဝဲချင်လား shield တွေတွားဝဲချင်လားဒီအင်ကြီးတွေဒီ equipment တွေနဲ့ဆိုင်တာကျွန်တော်တွားဝဲချင်လားအကုန်လုံးတွားဝဲလို့ရပြီပေါ့နော်ဆိုတော့ Sophia City ကိုစရောက်တာနဲ့ဒီ newbie တွေပထမဆုံးဘယ်လိုမျိုး setting ချိန်ရမလဲဆိုတာကိုအခုပြောပြပေးမယ်ပထမဆုံးအနေနဲ့ဒီ bellback down ကပေါ့နော်ဒီ menu ခလုတ်လေးကိုနှိပ်ပြီးရင် setting တွေကိုနှိပ်ပြီးရင် SYSTM system ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ပန်ကိုရင်ချင်းရမှာကျွန်တော်တို့ရဲ့ pan sensitivity ပေါ့နော်အဲ့ဒီ pan ကပေါ့နော်ဒီအကျိုးသက်ရောက်မှုရှိတဲ့နေရာကျွန်တော်တို့ zone ကိုပေါ့နော်ဟိုဘက်ဒီဘက်ကိုလှည့်တဲ့အခါကျရင်ညံတာနဲ့နေရကျွန်တော်တို့ pan ကို100ထားမယ်ဆိုရင်အရင်နေတယ်အဲကြောင့် pan sensitivity ကိုကျွန်တော်150ထားရမယ်ဒါမှသာကျွန်တော်တို့ zone ကိုအမြန်ရွှေ့လို့ရမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီပေါ့နော် tip sensitivity ကျွန်တော် tip sensitivity ကိုလည်း150ထားရမယ်နောက်တစ်ခုကကျွန်တော်တို့ zone sensitivity ကတော့100ပဲထားမယ်ပြီးရင်ကျွန်တော်တို့ထပ်ပြီးတော့ဗာလဲဆိုတော့ကျွန်တော်တို့ tapping other guide ကျွန်တော်အခြား character တွေကိုသွားထိတာပေါ့နော်ကျွန်တော်တို့ damage တစ်ခုခုပေးနေတဲ့အချိန်မှာအခြား character တွေသွားထိအဆင်မပြေဘူးအဲကြောင့်မလို့ကျွန်တော်တို့ off during combat ပေါ့နော်
ပြီးရင်တော့ကျွန်တော်တို့ extended shortcut တွေအောင်ဖွင့်ရမယ်ဒါကဒီကျွန်တော်တို့ skill တွေကိုအများကြီးထည့်လို့ရအောင်လို့ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ skip first dimension ဒါကကျွန်တော်တို့ဒီ main quest ကိုပထမဆုံးစဆော့တော့မှကျွန်တော်တို့ပေါ့နော် skip လုပ်လို့ရအောင်အဲ့ဒါဖွင့်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ frame rate ကိုကျွန်တော်တို့ကဒီကိုဖုန်းကအဆင်ပြေရဆိုရင်60 fps ထားဆော့ပေါ့နော်မဟုတ်ရင်ကျွန်တော်တို့နည်းနည်းထည့်ဖြစ်တတ်တယ်အားကြောင့်မလို့နောက်တစ်ခုကကျွန်တော်တို့ Tour Online ရဲ့ဒီ channel တွေပေါ့နော် channel တွေ wall တွေအကြောင်းရှင်းပြမယ်ဒါကတော့ကျွန်တော်အခြား game တွေလိုပြောမယ်ဆိုရင်ကျွန်တော်ကဒီ server chain တာပေါ့နော် server chain တာကိုဒီမှာတော့ channel wall chain တယ်လို့ခေါ်တယ်ဆိုတော့ဒီမှာကျွန်တော်ပထမဆုံးစရောက်နေတဲ့ channel က global channel တို့ဒီ English channel တို့ဖြစ်နေတတ်တယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ channel ကို international ချင်းရမယ်ဒီတော့ menu ကနေကျွန်တော်တို့ terminal ဝင် terminal ကနေမှာတစ်ဆင့်အမှ global ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရောက်နေတဲ့ channel အဲ့ဒီ channel ကနေမှာကျွန်တော်ဒီဘက်မှာ slash wall ဆိုတာလေးကိုနှိပ်ပြီးအဲ့မှာကျွန်တော်တို့ရောက်နေတဲ့ channel ကနေမှာတစ်ဆင့်ကျွန်တော်တို့ဒီဘက်က slash wall တွေကနေမှာကျွန်တော် international wall 1ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ enter လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ international wall 1ဆိုတဲ့ channel ကိုရောက်သွားပြီအဲ့တော့အဲ့ international wall 1မှာလည်းကျွန်တော်တို့ channel ပေါင်းများစွာရှိတယ်ပေါ့နော် wall ဆိုတာကအကြီးအဲ့ wall ထဲမှာကျွန်တော်တို့ channel လေးတွေအများကြီးခွဲတယ်ပေါ့နော်အဲ့တော့ wall နဲ့ channel ကိုထားလိုက်မယ်လို့ထင်တယ်ကျွန်တော်တို့ရောက်နေတဲ့ channel နဲ့ international 1ကိုမလို့ချင်းရလဲဆိုကျွန်တော်တို့ international 1မှာဆိုရင်ဒီ Tour Online ကလူစော့အများဆုံးပဲပေါ့နော်အခြား channel wall တွေဆိုင် international wall မှာရှိတဲ့ channel တွေကလူစော့အများဆုံးပဲအားကြောင့်မလို့ကျွန်တော်တို့ international wall ကိုချင်းရတာဒီနေရာမှာကျွန်တော်နောက်တစ်ခုပြောချင်တာကကျွန်တော်တို့ချိတ်ဆော့ချင်တဲ့သူနဲ့ကျွန်တော်တို့နဲ့ wall မတူ channel မတူရင်အဲ့နှစ်ယောက်ကအတူတူမတွေ့နိုင်ဘူးအဲ့တော့ကျွန်တော်တို့တရားရောနဲ့အတူတူချိတ်ဆော့ချင်တယ်ဆိုတော့အဲ့ဒီတူနဲ့ wall လေးတူရမယ် channel လေးတူရမယ်ဒီနှစ်ခုလုံးတူမှသာအဲ့ဒီတူကအဲ့ဒီနေရာမှာရှိနေပြီးတော့သူနဲ့တွားတွေ့လို့ရမှာပေါ့နော်ဒီ channel wall တွေမတူရင်ကျွန်တော်ချိတ်ဆော့လို့မရနိုင်ဘူးနောက်တစ်ခုကကျွန်တော် menu မှာဆိုရင်ကျွန်တော် character menu ရှိမယ် item menu ရှိမယ်နောက်တစ်ခုmap ရှိမယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့လက်ရှိ current map နောက်တစ်ခုကကျွန်တော် setting တွေရှိမယ်နောက်တစ်ခုက terminal ရှိမယ် menu မှာဆိုရင်နောက်တစ်ခုက news တွေဒီဘက်မှာ offshore တွေနောက်တစ်ခုက community ရှိမယ်ဆိုတော့အဲ့ဒီ menu တွေတစ်ခုချင်းစီကိုကျွန်တော်သိချာရှိမှာပဲပထမဆုံးကျွန်တော်တို့ character setting မှာဆိုရင် character တွေပြင်ဆင်ဖို့ equipment setting မှာဆိုရင်ကျွန်တော်တို့ရဲ့အိတ်ထဲမှာရှိတယ်ပေါ့နော်ဒီ equipment တွေတစ်ခုချင်းစီ like ကြည့်ဖို့ဘာတွေရထားလဲဘာတွေမရဘူးလေအမှာ equipment တွေနောက်တစ်ခု tools တွေအမှာ collective တွေအဲ့ဒါတွေကိုကျွန်တော်တို့သွားပြီးတော့ equip လုပ်မလားဒီလိုမျိုးတွေကျွန်တော်တို့ဒီပေါ့နော် pad ထဲမှာလာကြည့်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ character menu ဒီ character menu မှာဆိုရင် status တွေဒီ status မှာဆိုရင်ကျွန်တော်တို့ level တစ်ခုတက်တိုင်းမှာ status နှစ်ခုရတယ်အဲ့ဒါတွေသွားဖြည့်တာနောက်တစ်ခုက skill setting မှာဆိုရင်ကျွန်တော်တို့ character နဲ့ဆိုင်တဲ့ skill တွေအဲ့ဒါကိုကျွန်တော် upgrade သွားလုပ်တာဒီ skill tree တွေကို upgrade သွားမြင့်တာမျိုးဒါမျိုးတွေကိုကျွန်တော်တို့ဒီမှာလာလုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့ equipment setting equipment မှာဆိုရင်ကျွန်တော်တို့ဒီ equipment တွေနဲ့ဆိုင်တာကျွန်တော်တို့ character ဘယ် equipment တွေ gain မလဲဆိုတာမျိုးဒီမှာ equip တွေလာလုပ်တာနောက်တစ်ခုကကျွန်တော်ဒီပေါ့နော်အောက်မှာရှိတဲ့ဒီ edit crystal ကတော့ကျွန်တော်တို့ဒီ crystal နဲ့ဆိုင်တဲ့ setting တွေဒီမှာကျွန်တော် additional key special key လာလဲရရတယ်အခုကျွန်တော် avatar menu ကတော့ကျွန်တော်တို့ဒီမှာ avatar နဲ့ဆိုင်တာတွေကျွန်တော်တို့ဒီ off တွေတုံးပြီးတော့သွားဖောက်ထားတဲ့ဒီ avatar chest တွေကနေမှရလာတဲ့ avatar တွေကိုဒီမှာလာပြီးတော့ကျွန်တော်တို့လာပြီးတော့ equip လုပ်ရတယ်လာပြီးတော့ကျွန်တော်တို့အပြောင်းလဲလာလုပ်ရတယ်ပေါ့နော်ပြီးကျွန်တော်တို့ဒီ enchant ကတော့ကျွန်တော်တို့ avatar တွေရဲ့ဒီ status တွေကိုကျွန်တော်တို့ပေါ့နော်တွားပြောင်းနေတာပေါ့ပြီးနောက်တစ်ခါကျွန်တော်တို့ map ပေါ့နော် menu တွေရဲ့အဲ့ဒီ map ကပထမဆုံးတစ်ခါဝင်လိုက်ရင်ကျွန်တော်တို့လက်ရှိရောက်နေတဲ့ map ကိုပြမယ်ဒီဘက်မှာ wall map ဆိုတာလည်းရှိအဲ့ဒါလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီ Toran wall နဲ့ Iruna wall ပေါ့နော်နှစ်ခုခွဲထားတယ်ကျွန်တော်တို့ဒီ main quest မဆော့ရသေးဘူးဆိုတော့ Toran wall ကမပွင့်သေးဘူး Iruna wall ပဲပေါ့နော်ရှိအောင်ပါအဲ့တော့ကျွန်တော်တို့ main quest တွေအများကြီးဆော့ရမယ်ဒီ Toran wall ကိုသွားပွင့်ဖို့ဆိုရင်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ဒါကလက်ရှိ Toran wall ပေါ့နော်ပြီးရင်နောက်တစ်ခုက setting menu ပေါ့နော်အဲ့ဒီ setting menu ထဲမှာဆိုရင်ကျွန်တော်တို့ဒီ shortcut တွေကျွန်တော်တို့ဒီမှာလာပြီးတော့ဒီပေါ့နော်ကျွန်တော်တို့ skill တွေအလွယ်တကူအသုံးချင်လို့ကျွန်တော်တို့ဒီမှာလာထားလို့ရတယ်ပြီးရင်ဒီ emotion တွေနောက်တစ်ခုကဒီ skill တွေကိုဒီ page 1 page 2မှာထားခြင်းတဲ့အခါမှာလာထားလို့ရတယ်နောက်တစ်ခုက auto item ကအဓိကဒီအသက်ဖြည့်တာပေါ့နော်ကျွန်တော်တို့သွေးဖြည့်တဲ့ဟာအခုချက်နဲ့ဆိုင်တဲ့ဟာတွေဒီနေရာမှာလာပြောင်းလို့ရတယ်အခုက system setting တွေနောက်တစ်ခုက graphic setting တွေအခုက audio setting တွေလုံးဝအများကြီးကျွန်တော်တို့ဒီနေရာမှာလာပြီးတော့ချိန်လို့ရတယ်ဒါနောက်တစ်ခုက terminal မှာဆိုရင်ကျွန်တော်တို့ LAN ကိုသွားရတာကျွန်တော်တို့ guild bar ကိုသွားရရှိမယ်နောက်တစ်ခုက switch channel ရှိမယ်နောက်တစ်ခုကကျွန်တော်တို့ app ကိုပိတ်တယ်နောက်တစ်ခုက new မှာက Toran update တွေဒီနေရာမှာမြင်လာပြရတယ်ပြီးရင် offshore မှာတော့ကျွန်တော် special item တွေသွားပြီးသုံးတာမျိုးဒီ avatar chest တွေပေါ့နော်ကျွန်တော်တို့ရဲ့ဒီ character ကိုဒီသွားဝတ်ပေးခြင်းတဲ့ avatar တွေပါတွေကိုကျွန်တော် off တွေနဲ့သွားနိုင်တာမျိုးဒီ avatar ticket တွေပါရရင်သွားပြီးတော့ဒီ chest ဖောက်တာမျိုးတွေဒါမျိုးတွေကဒီ avatar ဒီပေါ့နော်ကျွန်တော် offshore တွေကနေသွားဖောက်ရတဲ့နေရာပေါ့နော်အောက်က off ဝယ်ရမျိုးတွေပြီးရင်တော့ကဒီ ticket piece တွေကနေ ticket တွေသွားလဲရမျိုးတွေ offset တွေကနေ off တစ်ခုသွားလဲရမျိုးတွေဒါမျိုးတွေကျွန်တော်ဒီ offshore ကနေလာလောက်ကြရတယ်အောက်ကဒီ check
purchase history ပေါ့နော်ကျွန်တော်တို့ဒီ open နဲ့ sign တာတွေဒီ campaign ရတာတွေမရတာတွေနောက်တစ်ခါဒီ treasure check ကတော့ဒီ avatar ticket တွေကျွန်တော်တို့အသုံးပြုလိုက်တာတွေဒါတွေကိုဒီ history လောက်ထားတာမျိုးနောက်ဆုံး menu က community ပေါ့နော် community မှာဆိုရင်တော့ party ရှိမယ်အဲ့ဒီ party ကကျွန်တော်အဖွဲ့ဖွဲ့ရတယ်နောက်က friends တွေဒီ friend နဲ့ sign နဲ့ကျွန်တော်တို့ friend အပ်ထားတာမျိုးတွေကျွန်တော်တို့ဒီ guild တွေကျွန်တော်တို့ဝင်ထားတဲ့အဖွဲ့အစည်းပေါ့နော်ဒီ guild ရဲ့ guild နဲ့ sign တဲ့ member တွေနောက်က emotion တွေကျွန်တော်တို့ဒီ emotion တွေသုံးပြီးတော့ပေါ့နော်ကျွန်တော်တို့ character အမူအရာမျိုးမျိုးတွက်လုပ်ခိုင်းလို့ရတယ်အဲ့မှာကျွန်တော်တို့ emotion ဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်ပြင်ပြမယ်နောက်က sun mail မှာဆိုရင်ကျွန်တော်တို့ဒီအခြားတရားရောက်ကိုဒီ sun mail တွေတော့ပို့ချင်တဲ့အခါတော့ပို့လို့ရတယ်နောက်ဆိုရင်ကျွန်တော်တို့အဲ့ပေါ့နော်ဒီ emotion လုပ်နေတာ favorite ဆိုတော့နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီတွားပြီးတော့အသုံးပြုချင်တဲ့ဟာကို favorite select ပြီးသွားရင် complete လုပ်မယ်ပြီးရင်ဒီမှာကျွန်တော်တို့အဲ့အပေါင်းလက္ခဏာလေးပေါ့နော်ဒီ chat ရဲ့အပေါ်အပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ကျွန်တော် emotion လေးတစ်ခုချင်းစီလာသုံးလို့ရတယ်ပြီး emotion setting ပြီးကျွန်တော်တို့နောက်တစ်ခုပေါ့နော်ဒီ mail ဆန်တာပေါ့နော်ကျွန်တော်တို့ mail ပဲတော့ပို့တာကျွန်တော်တို့ friend တွေဒီ guild member တွေနောက်တစ်ခုကကျွန်တော်တို့ gift တွေ gift ကတော့ကျွန်တော်တို့အဓိကအဖြစ်ပေါ့နော်ဒီကျွန်တော်တို့ guild member တွေကိုဒီတစ်ခုခုတော့ပေးချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ item လေးတစ်ခုရလို့ကျွန်တော်တော့ပေးချင်တာမျိုးဖြစ်စေဒါမျိုးကျွန်တော် gift ကနေမှကျွန်တော်တော့ပေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ခုကဒီ mode message ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီနာမည်ပေါ့နော်အခြားသူတွေကတော့လည်းချိတ်ဆော်တဲ့အခါကျွန်တော်တို့နာမည်ရဲ့အပေါ်မှာပေါ်နေတဲ့စာလေးဒီမှာဆိုရင်ကျွန်တော်တို့ဒီဘက်မှာပေါ့နော်ကျွန်တော် GX ဆိုတဲ့တူလေးရဲ့အပေါ်မှာတွေ့လား infinite azure အတိုင်းမျိုးပေါ်နေရကျွန်တော်စာနေရမှာကျွန်တော်တို့တွားပြောင်းချင်နေတာတခုခုအဲ့ဒီ mode message မှာတွားပြောင်းနေတယ်နောက်တစ်ခုကကျွန်တော် whisper history ကျွန်တော်တို့တယောက်စကားလာပြောတဲ့အခါပေါ်တာနောက်တစ်ခုကကျွန်တော် blog links တွေတွားပြီးကြည့်လို့ရမယ်အခြေခံစက်တက်တွေပြောပြီးသားဆိုတော့ကျွန်တော် Total Online ရဲ့အနှစ်သာရဖြစ်တဲ့ Bossing with Party ကျွန်တော်တို့အဖွဲ့တွေချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီ boss တွေအတူတူတွားတိုက်ခိုက်တာမျိုးတွေပေါ့နော်ဒါက Total Online ရဲ့အဓိကအနှစ်သာရကျွန်တော်တို့နိုင်တာမနိုင်တာတဲ့ဒီပေါ့နော်ကျွန်တော်တို့တငယ်ချင်းတွေဖွဲ့ပြီးတော့ဒီ kill rate တွေဒီ boss တွေကိုကျွန်တော် attack တွားလောက်တာမျိုးရအရန်ပြောဖို့ကောင်းတယ်ဒါကဒီ MMORPG ရဲ့အနှစ်သာရလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဒီမှာ Total Online မှာအဓိက bossing သွားလုပ်တဲ့အခါဆိုရင် solo လုံးဝမရအောင် solo ကဒီပထမအစချင်းကျွန်တော် main quest ကပို့လေးတွေပဲရမယ်နောက်ပိုင်းဒီ main quest အမြင့်တွေရောက်လာရင်ဒီတွေ့ရတဲ့ boss တွေကို solo သွားလုပ်ဖို့ဆိုတော့လုံးဝမလွယ်ဘူးပေါ့နော်လုံးဝဆရာကြမှာပဲအဆင်ပြေမှာပေါ့ဒီတိုင်းလုံးဝအခြေခံတော့နည်းနည်းပါးကျွမ်းရုံတော့လေးနေ solo bossing ဆိုတာမဖြစ်နိုင်ဘူး Total Online မှာပေါ့လုံးဝမရအောင်ဆိုတော့ newbie တွေအတွက်ပဲပြောပါဘောနော်ကိုကနောက်ပိုင်းအရန်ကျွမ်းသွားပြီလုံးဝဒီ post pattern တွေပါရလွတ်မှတ်နိုင်နေပြီသူများတွေနဲ့ချိတ်ဆော့တာထက်ဒီတယောက်တည်းဆော့ရတာကိုပို့ပြီးတော့သဘောကျရဲဆိုရင်နော်ဒီ solo တွေစပြီးတော့ပေါ့နော်ဒီ train ကြည့်ပေါ့ကိုကတော့ train ပြီးတော့နောက်ပိုင်းမှာ solo တယောက်တည်းဆော့နိုင်သွားလိမ့်မယ်ပေါ့ဂိမ်းနဲ့စပြီးဝင်လာခြင်းကလေးကတော့ post ဝက်ကြီးကင်ပြီးတော့ solo posting တွားလို့လုံးဝမရဘူးကျွန်တော်ပြောချင်တာအဲ့ဒါဟုတ်Total Online မှာဆိုရင်ကျွန်တော်တို့ boss တွားတိုက်မယ် bossing တစ်ခုလုပ်မယ်ဆိုရင်အဖွဲ့ဝင် party member 4ယောက်ရှိရတယ်အဲ့ဒီ4ယောက်ကကျွန်တော်တို့ပေါ့နော်ဒီအဖွဲ့ထဲမှာဒီတန့်တယောက်အနေနဲ့ကျန်တဲ့သူက DPS လို့ခေါ်တယ်ဒီ damage per second လို့ခေါ်ရ row ပေါ့နော်ဒီ damage အများဆုံးပေးနိုင်တဲ့ row ကိုကျွန်တော်က DPS လို့ခေါ်တယ်ကျန်တဲ့3ယောက်က DPS တယောက်ကတန့်အဲ့ဒီတန့်ကကြတော့ဒီ boss ကနေလာတဲ့ damage တွေအကုန်လုံးကိုသူကခါပါလောက်ရတယ်အဲ့တော့တန့်ကာရီတာတွေကတိုရမှာဆိုရင်အရှားပါဆုံးတန်ဖိုးထားရဆုံးနဲ့အစဲခံရဆုံးလို့တစ်ခုဖြစ်တယ်အရှားပါဆုံးဆိုတာဒီတန့်ကန်ရတာဒီ UO DPS တွေကန်ရတာပို့ပြီးတော့ခတ်တယ်ပြီးရင်နောက်တစ်ခုပေါ့နော်ဒီတန့်လွဲပြီးတော့ကျန်တဲ့အဖွဲ့ဝင်3ယောက်တည်သွားရဲဆိုရင်ဒါတွေအကုန်လုံးတန့်ရင်ခေါင်းပေါ်မှာပဲတန့်မှာပဲအပြစ်ရှိတယ်ဒီလိုမျိုးပေါ့အဲ့ကြတော့အစဲခံရဆုံးလဲတူပဲပေါ့နော်bossing မှာကျွန်တော်တို့3မျိုးရှိသေးတယ်ကျွန်တော်ရိုးဒီ normal hard boat ပေါ့နော်နည်းနည်းလေးခက်တဲ့ boss ဆိုတော့ကျွန်တော်တို့အဖွဲ့ဝင် party တစ်ဖွဲ့နဲ့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီရန်ချမ်းတဲ့ boss တွေဆိုရင် party 2ခုလောက်မှာဆင်မှာအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ party alliance လို့ခေါ်တယ်နောက်ဆုံး gear rate ဒီမှာချရတဲ့ဒီ raid boss တွေကြတော့ပေါ့နော်သူကဒီ party 4ခုလောက်အထိကျွန်တော်တို့အချင်းချင်းချိတ်ပြီးတော့ဒီ boss တစ်ကောင်တွေကိုသွားပြီးတော့ attack သွားလုပ်လို့ရတယ်ပေါ့နော်ဒါကိုကြကျွန်တော်တို့ကဒီ gear rate ဒီမှာပဲလုပ်လို့ရတာပြီးရင်ကျွန်တော်တို့ formation of map ကိုကျွန်တော်ရှင်းပြခြင်းနဲ့ total မှာဒီမြေပုံတစ်ခုဘယ်လိုဖွဲ့စည်းထားလဲဆိုတဲ့အကြောင်းပေါ့နော်ဒီကျွန်တော်တို့အဝါရောင်လေးတွေနဲ့ရေးထားတဲ့အဝါရောင်စလုံးလေးနဲ့ရေးထားတဲ့ map တွေအကုန်လုံးကဒီ boss တွေရှိကြတယ်ဆိုတော့ဒီ boss တွေကအဲ့ဒီ map ရဲ့ဘယ်နေရာမှာရှိလဲဆိုတော့ကျွန်တော်တို့ map တစ်ခုကိုဝင်လိုက်မယ်ဆိုရင်အဲ့ဒီ map မှာအနည်းဆုံး area တစ်ခုနှစ်ခုသုံးခုရှိတတ်ကြတယ်အဲ့ဒီ area ဒီအားလုံးကိုကြော်သွားပြီးမှအနောက်ဆုံး depth ဆိုပြီးတော့ဗောနော်အဲ့ဒီ area ရဲ့အနက်ဆုံးနေရာဒီကျွန်တော်တို့မြေပုံတစ်ခုရဲ့အနက်ဆုံးနေရာမှာ post တွေရှိကြတယ်အခုဒီမှာဆိုကျွန်တော် ferry
Volcano ဆိုတဲ့နေရာဝင်လိုက်တာကျွန်တော် A1 ပေါ့နော် area 1မှာအဲ့မှာလဲကျွန်တော်တို့ဒီ map ကနေဝင်ကြည့်အဲ့ဒီမြေပုံထဲမှာလက်ရှိရောက်နေတဲ့မြေပုံထဲမှာရှိတဲ့ဒီ monster တွေရဲ့ဒီ job တဲ့ equipment တွေကျွန်တော်ဝင်ကြည့်လို့ရတယ်ပြီးရင်ကျွန်တော်ဆက်သွားလိုက်ရင်ဒီမှာတွေ့လား Fairy Volcano area 2ဆိုပြီးတော့မြင်ရတယ်ပေါ့အဲ့တော့ဒါ Fairy Volcano map ရဲ့ဒီ area 2ကိုကျွန်တော်တို့ရောက်ရှိသွားပြီအဲ့ဒါပြီးရင်ကျွန်တော်တို့ဆက်သွားလိုက်ရင်ဒီ Fairy Volcano map ရဲ့ area 3တဲ့ကိုကျွန်တော်တို့စဝင်မယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်ဒီလက်ရှိရောက်နေတဲ့ map ရဲ့ monster တွေကနေ short တဲ့ item တွေပါဝင်ကြည့်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ Fairy Volcano map ရဲ့ area 3ကိုရောက်သွားပြီ Okay ဒီလိုပဲအဲ့လိုနဲ့ကျွန်တော် area တွေအကုန်လုံးဖြတ်ကျော်ပြီးမှအနောက်ဆုံးဒီ boss ရှိတဲ့ဒီလက်ရှိရောက်နေတဲ့ map ရဲ့ boss ရှိတဲ့အခန်း boss ရှိတဲ့ area ကိုကျွန်တော်စရောက်မှာပေါ့နော်ဆိုတော့မှတ်ထားမှာဒီ event boss တွေကလွဲရင်တိုးရမှာဒီမြေပုံတစ်ခုချင်းစီတိုင်းမှာရှိတဲ့ boss တွေအကုန်လုံးboss တွေဒီ90ရာခိုင်နှုန်းလောက်ကပေါ့နော်ဒီသူတို့မြေပုံ area ရဲ့အနက်ဆုံးအပိုင်းမှာရှိကြတယ်ဒါဆိုရင်ဒီလက်ရှိရောက်နေတဲ့ဒီ lava trial လို့ခေါ်တဲ့ဒီ area ကဒါလက်ရှိ map ရဲ့ boss ရှိတဲ့နောက်ဆုံးခန်းပေါ့နော်ဒီခန်းထဲမှာဒီ boss ရှိရဲ့ဒီ first area second area မှာမရှိဘူးကျွန်တော်နောက်တစ်ခုရှင်းပြချင်တာက Dora Online ရဲ့ combat style ပေါ့နော်ကျွန်တော်တို့ဒီ character တစ်ခုကိုရွေးပြီးသွားလို့ကျွန်တော်တို့ကင်လိုက်တဲ့ဒီ equipment အရာသူ့ရဲ့ဒီလှုပ်ရှားပုံသူ့ရဲ့ဒီ combat style ကလည်းလုံးဝပြောင်းသွားတယ်လုံးဝတစ်ခုနဲ့တစ်ခု unique ဖြစ်တယ်နောက်တစ်ခုဒီ skill သုံးတဲ့အခါမှာထွက်လာတယ်ပေါ့နော်ဒီ effect တွေဒီ effect တွေကလည်းအရင်အလွန်ကျွံရင်အသုံးထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ကြည့်ရတာလုံးဝအဆင်ပြေတယ်ပြီးရင်ကိုယူတဲ့ main weapon ပေါ်မူတည်ပြီးတော့ဒီသူ့ရဲ့လှုပ်ရှားပုံလှုပ်ရှားဟန်ကတစ်ခုနဲ့တစ်ခုမတူဒီခါတနာဆိုရင်ဓာတ်လေးကိုဘေးကိုထားပြီးတော့ဒီ attack လုပ်တာမျိုးပေါ့နော်ဒီလိုမျိုးတစ်ခုနဲ့တစ်ခုကမတူကြအောင်ဒီမှာဆိုရင်ကျွန်တော် boss တစ်ကောင်နဲ့ကိုပဲဒီ row 3ခုကိုအသုံးပြုပြီးတော့ attack လုပ်ပြထားတယ်ပထမဆုံးက200 sword အလေကောင်က helmet ပေါ့နော်လန်သုံးတယ်နောက်ဆုံးကကျွန်တော် magic step ဒီမော်ပေါ့ magic သုံးတယ်အဲဆိုတော့ဒီ3ခုကိုကျွန်တော်ရှင်းပြထားရပေါ့နော်တစ်ခုနဲ့တစ်ခုသူ့ရဲ့ဒီ attack လုပ်တဲ့ဟန်ချင်းမတူကြဘူးပေါ့နော်ဒီမှာရှင်းရှင်းလင်းလင်းမမြင်ရသေးရင်ကျွန်တော်နောက်မှာတစ်ခုနဲ့ထပ်ပြီးတော့ရှင်းပြထားတယ်အဲ့မှာဆိုရင်တော့တခြားရှင်းရှင်းလင်းလင်းမြင်ရသွားလိမ့်မယ်ဒီမှာတော့100 sword ပေါ့နော်100 sword တစ်ချောင်းကင်ထားတဲ့ပုံစံဒါသူ့ရဲ့100 sword ရဲ့ combat ပုံစံဒါကတော့100 sword နဲ့ she နဲ့ကိုနှစ်ခုတွဲကင်တဲ့ normal ပုံစံဒါကတော့100 sword နဲ့ she နဲ့ကိုနှစ်ခုတွဲကင်တဲ့ combat ပုံစံပေါ့နော်ဒါ200 sword ရဲ့ normal ပုံစံဒါ200 sword ရဲ့ combat ပုံစံဒါဖိုးရဲ့ normal ပုံစံဒါတော့ဖိုးကင်ထားတဲ့သူရဲ့ combat ပုံစံဒါတော့ဖိုးကန်းကင်ထားတဲ့သူရဲ့ normal ပုံစံဒါတော့ဖိုးကန်းကင်ထားတဲ့သူရဲ့ combat ပုံစံဒါ magic stack ကင်ထားတဲ့သူရဲ့ normal ပုံစံဒါ magic stack ကင်ထားတဲ့သူရဲ့ combat ပုံစံဒါ magic device ကင်ထားတဲ့သူရဲ့ normal ပုံစံဒါ magic device ကင်ထားတဲ့သူရဲ့ combat ပုံစံဒါ helper ကင်ထားတဲ့သူရဲ့ normal ပုံစံဒါ helper ကင်ထားတဲ့သူရဲ့ combat ပုံစံဒါ nocket ကင်ထားတဲ့သူရဲ့ normal ပုံစံဒါ nocket ကင်ထားတဲ့သူရဲ့ combat ပုံစံဒါခတနာကင်ထားတဲ့သူရဲ့ normal ပုံစံဒါ combat ပုံစံဒါဂျွေဆွတ်ကင်ထားတဲ့သူရဲ့ normal ပုံစံဒါဂျွေဆွတ်ကင်ထားတဲ့သူရဲ့ combat ပုံစံပေါ့နော်ဆိုတော့ဒီ combat ပုံစံတွေအကုန်လုံးကိုဒီလောက်ဆိုရင်ခြားလေးသိပြီလို့ထင်တယ်တော့ Dora မှာဆိုရင်ဒီလိုမျိုး main role တွေအပြင်ဒီသူ့အနေနဲ့သူပေါ့နော်ဒီ skill set တွေ skill bit တွေဒီ item equipment တွေအပေါ်မူတည်ပြီးတော့ဒီထက်ခွဲသွားတဲ့ role လေးတွေရှိရတာကဒီအများအပြားပေါ့နော်ဒီ DH set ဆိုရင်ဒီ SH ဆိုရဲဒီ Soul Hunter တို့လိုမျိုးဒီလိုမျိုး skill တွေနဲ့ပေါင်းပြီးတော့ဒီ role တစ်ခုထပ်ခွဲသွားတာမျိုးပေါ့နော်ဒီတိုင်းမျိုးတွေဒီ role ခွဲလေးတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီ role ခွဲလေးတွေအကြောင်းပြောရင်တော့ဒီပြီးတော့မှမဟုတ်တဲ့အတွက်ကြောင့်မလို့ role ခွဲလေးတွေအကြောင်းကိုလောလောဆယ်မပြောသေးဘူးနောက်ထပ်ကျွန်တော်ရှင်းပြပေးရမှာတော့ဒီ consignment box system ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဒီ item တွေကျွန်တော်တို့လိုချင်တဲ့ equipment တွေကိုဒီ consignment
book ကနေတွားဝယ်လို့ရတယ်တွားပြီးတော့ကိုကိုတိုင်းလည်းတွားတင်ရောင်းလို့ရတယ်ဒီ consignment book ကနေပြီးတော့အဲ့မှာကျွန်တော်တို့ဝယ်ချင်တာ100 swat လားဒါမှမဟုတ်ကျွန်တော်တို့ကင်မဲ့200 swat လားဒါမှမဟုတ်ဘိုးလားဒါမှမဟုတ်ဘိုးကန်လားโอเคဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ step လားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီ magic device တွေလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ Nokia လားဒါမှမဟုတ်ရင်ကျွန်တော်တို့ helmet လားဒါမျိုးတွေကျွန်တော်တို့တွားပြီးတော့ဝယ်လို့ရတယ်ကိုကိုတိုင်းလဲတူရန် online မှာဒီစီးပွားရေးဖြစ်နေတွားပြီးတော့ဒီ item တွေပါတင်ရောင်း equipment တွေပါတင်ရောင်းလို့ရတယ်ပေါ့နော်အဲ့မှာတူရန် online ရဲ့ currency က spinner လို့ခေါ်တယ်အဲ့ဒီ spinner ဆိုတဲ့ငွေကြေးနဲ့ဒီ game ထဲမှာအယောင်းဝယ်ပြုလုပ်ကြရတယ်ပေါ့နော်ဒီ consignment book တွေကိုတော့ကျွန်တော်တို့ save point ရှိတဲ့မြို့ကြီးတွေမှာကျွန်တော်တို့မြင်နိုင်ရပထမဆုံးစချင်းမြို့ဖြစ်တဲ့ Sofia City တို့ဒီ ES Caro ဒီလိုမျိုးပေါ့နော်ဒီမြို့ကြီးတွေမှာကျွန်တော်တို့တွေ့နိုင်တယ်အခုမှဆိုရင် new page အနေနဲ့ကိုယ်တိုင် character တွေဘယ်လိုမျိုးတီဆောက်ရမလဲဒီ spinner တွေဘယ်လိုမျိုး fan ရမလဲဒီငွေတွေအများကြီးရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာမသိဘူးဆိုရင် YouTube ကနေ Toram guide ဆိုပြီးတော့ရှာလိုက်ပါအဲ့ဒီမှာလုံးဝဒီ Toram နဲ့ဆိုင်တဲ့ guide တွေမှုလို့ပေါက်နေရပဲပေါ့နော်အဲ့ဒီကနေကိုယ်တိုင်ကြည့်ပြီးတော့ train နိုင်တယ်Toram မှာ scale tree တစ်ခုတွေတင်ထားရအောင်လည်းအဆင်မပြေဘူးပေါ့နော်ဒီ scale tree တွေအလုံးစုံပြီးရင်ဒီ status တွေကိုလည်းဒီအကုန်လုံးရှောက်တင်နေလို့မရဘူးပေါ့နော်အားကြောင့်မလို့ Toram မှာ guide ကြည့်ဖို့အရေးကြီးတယ်နောက်တစ်ခုကကျွန်တော်တို့ Toram လို့ပြောရင်ဒီ event တွေပေါ့နော်ဒီလာတိုင်းမရိုးလောက်အောင် event တွေအများပြားနေပေါ့နော် Toram ကဒီ player တွေကိုဆွဲဆောင်ပေးနိုင်နေပေါ့နွေရာသီမှာဆိုရင် summer share event တွေဒီ hanami event တွေပြီးရင်ဆောင်းရာသီမှာဆိုရင်ဒီ autumn event တွေပြီးရင်ဒီ snowball event တွေနောက်တစ်ခုကဒီ Christmas event တွေအစုံပဲပေါ့နော်ဒီမှာကလားနေရတော့ဒါဆောင်းရာသီရဲ့ snowball event ပေါ့နော်တယောက်နဲ့တယောက်ဒီနင်းလုံးတွေစုပြီးတော့ဒီ player တွေချင်းဒီအပြာနဲ့အနီပေါ့နော်အဖွဲနှစ်ဖွဲခွဲပြီးတော့နင်းလုံးတွေနဲ့ထူကြတဲ့ deck မျိုးဒါကတော့ Christmas event ပေါ့နော် Christmas event မှာဒီ Christmas stocking တွေချိန်ပြီးတော့ဒီ Christmas tree မှာနောက်ရက်ကြာရင်ဒီ event ကပေးတဲ့ reward တွေကိုကျွန်တော်တို့ဒီမှာလာယူရတယ်ပေါ့နော်ဒါက Christmas event ရဲ့ဒီအကောင့်ဆုံးအပိုင်းပေါ့နော်အဲ့ဒီမှာဒီ event venue တွေကိုဝင်လာရင်ကိုလုံးဝဒီမြင်ရတဲ့ scenes တွေကလုံးဝမယိုးနိုင်တော့ဘူးပေါ့နော်အရန်ကြည့်လို့ကောင်းတယ် Christmas event အချို့ old တွေဆိုရင် Christmas event ကိုဘယ်လောက်တောင်လွမ်းလဲဆိုတော့အခြားဒီတစ်နှစ်ပတ်လုံးမစော်ပဲနဲ့ Christmas event ရောက်တော့မှပဲ Toram တွေကိုဝင်စော်ကြတဲ့သူတွေတောင်ရှိတယ်ပေါ့နော်event တွေထဲမှာရေပန်းအစားဆုံးနဲ့ဒီ active player တွေများလာစေတဲ့ event ကတော့အဲ့ဒါကဒီ Toram ရဲ့ anniversary event ပေါ့နော် Toram ရဲ့ anniversary event က Toram online စထွက်တဲ့အချိန်ကလေးကနေလက်ရှိအချိန်ထိဘယ်နှစ်ပြည့်ဆိုပြီးတော့သူတို့ရဲ့ဒီ game release date anniversary ပေါ့နော်အဲ့တော့ဒီ anniversary မှာဆိုရင်ဒီများစွာတဲ့ post တွေကိုလည်းဒီတစုတစည်းလေးနဲ့ကျွန်တော်တို့ပေါ့နော်အဖွဲ့အင်အားတောင်းနဲ့ကျွန်တော်တို့တိုက်ရတယ်ဒီလုံးဝဒီ damage ရှိတဲ့သူတွေဒီ fan လို့အကောင်ဆုံးဒီငွေရှာလို့အကောင်ဆုံး event လို့ပြောရင်လည်းမမှားဘူး anniversary မှာဆိုရင် anniversary weapon တွေ anniversary equipment တွေအများအပြားလည်းအသစ်ထွက်တယ်ဒါကြောင့်မလို့အဲ့ဒီ anniversary weapon တွေကို create လုပ်ချင်တယ် craft လုပ်ချင်တဲ့သူတွေကဒီ anniversary မတိုင်ခင်ကလေးอ่ะပေါ့နော်ဒီတစ်လနှစ်လလောက်ကြိုပြီးတော့သူတို့ရဲ့ဒီ crafting skill တွေဒီ blacksmith skill တွေကိုသူတို့က skill update upgrade တွေဖြစ်အောင်တော့လုပ်ကြရတယ်ပေါ့နော်ဒါက anniversary မတိုင်ခင်စိတ်လို့ရှာစရာအကောင်းဆုံးအခြေအနေပေါ့ဘာလို့အဲ့လိုမျိုးတွေကြိုလုပ်ကြရလဲဆိုတော့ဒီ anniversary weapon တွေဆိုတာကဒီ anniversary event ရှိနေတဲ့အချိန်မှာပဲ craft လုပ်လို့ရတယ် anniversary event ရှိနေတဲ့အချိန်မှာပဲဒီ player တွေပေါ့နော်ဒီယူလို့ရတယ်အခြားအချိန်တွေရောယူလို့မရဘူး craft လုပ်လို့မရဘူးအဲ့အတွက်ဒီ anniversary event ကုန်သွားတာနဲ့ဒီပြန်နေတဲ့အဲ့ anniversary weapon တွေကဒီပေါ့နော်ဒီပုံမှာဒီဈေးတင်အောင်ချင်းခံရတယ်ပေါ့သူကထပ်ပြီးတော့မထွက်နိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒါပြီးတော့နောက်နှစ် anniversary ရောက်မှပဲအဲ့ဒီ anniversary weapon တွေက craft လုပ်လို့ရတယ်ယူလို့ထပ်ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကြားတဲ့ anniversary ပြီးသွားတဲ့ဒီကြားတဲ့တစ်နှစ်ပတ်လုံးကဒီ anniversary weapon တွေကိုအသစ်ထွက်ပြီး craft လုပ်လို့မရဘူးအသစ်ထပ်ယူလို့မရဘူးပေါ့နော်ဆိုတော့ Toram ရဲ့ event တွေကအရန်မိုက်တယ်ပေါ့နော် Toram ရဲ့ event တစ်ခုချင်းစီတိုင်းမှာသူ့ရဲ့ဆွဲဆောင်မှုတွေနဲ့သူရှိပြီးသားပေါ့ပြီးရင်ကျွန်တော်နောက်ထပ်တစ်ခုပြောမယ့် system က pet taming system ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့ဒီ monster တွေကို
package တစ်ခုနဲ့ဖမ်းလိုက်ပြီးတော့ဒီ Pokemon တွေလိုမျိုးကျွန်တော်တို့ကပြန်လဲအသုံးချပြီးတော့တိုက်ခိုက်ခိုင်းလို့ရတယ်ပေါ့နော်အဲ့မှာဆိုရင်ကိုဖမ်းတဲ့ pet အပေါ်မူတည်ပြီးတော့ real ဖြစ်တဲ့ type တွေ role တွေဆိုတာလည်းရှိသေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ pattern system ကလည်းအရင်ကျေပြန်တယ်ကျွန်တော်ရှင်းပြမယ်ဆိုရင်ဒီ video တစ်ပုဒ်တည်းနဲ့ရှင်းပြလို့မရနိုင်ဘူးနောက်ထပ်ကျွန်တော်တို့ Tora online မှာငါးတွေလည်းများလို့ရနိုင်ပါသေးတယ်ဒါတော့ကျွန်တော် fishing system လို့ခေါ်ရပေါ့နော်ဒါကဒီ update လုပ်ထားတာတိတ်မကြသေးတဲ့ system တစ်ခုပေါ့နော်ပြီးရင်ကျွန်တော် ninjutsu score တွေဝယ်ပြီးတော့ဒီ Naruto တွေကလိုမျိုးဒီ R release တွေ fire release တွေ win release တွေဒီလိုမျိုးဒီ ninja နဲ့ဆိုင်တဲ့ဒီ ninjutsu တွေကိုလည်းကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ character မှာနောက်တစ်ခုကကျွန်တော်တို့ Tora online ရဲ့ element system ပေါ့နော်ဒါ element ဒီမှာဆိုရင်ဒီအကုန်လုံး element ပေါင်း6ခုရှိတယ်အဲ့ဒါက light element dark element fire element air element wind element နဲ့ water element ပေါ့နော်အဲ့ဒီမှာတကယ် main element က၄မျိုးပဲရှိတယ် main element က fire air wind water ပေါ့နော်ဒီ element တွေအပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ equipment နဲ့ကိုသွားပြီးတော့တိုက်မဲ့ boss နဲ့ပေါ့နော်ဒီ element တွေကိုကနိုင်လားသူကနိုင်မလားဒါမျိုးတွေချင်းပြီးတော့ကိုကဒီ boss တွေပါသွားတိုက်ရင်ကြည့်ရတယ်ပေါ့နော်ဒီလိုမျိုး unique ဖြစ်တဲ့ play style တွေ skill တွေ gaming system တွေအများကြီးရှိနေရတော့မှကျွန်တော်တို့ local မှာဒီ player base ကအရန်နေနေရပေါ့နော်ဂိမ်းကဆော့ရတာအရန်ခက်တာရယ်ဒီလိုမျိုးဒီ unique ဖြစ်တဲ့ system တွေအများကြီးရှိနေတော့ဆော့ရတာအရန်ခက်နေတာကြောင့်ရယ်ဒီ local player base ကအရန်နေနေရပေါ့နော်ကျွန်တော်ဒီ review video လေးလုပ်ဖြစ်သွားတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီ video လုပ်နေတဲ့အချိန်အတွင်းမှာတင်ကျွန်တော်တို့ local torrent player base ကအရန်နေနေရပေါ့နော်ကျွန်တော်တန်ဖိုးထားပြီးချင်းမြတ်လို့တဲ့ game တစ်ခုရဲ့ player base ကိုနည်းမသွားစေချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ review video လေးကိုကြည့်ပြီးတော့ဒီ player base မှာ player တစ်ယောက်နှစ်ယောက်လောက်ထပ်တိုးလာရင်တော့မှကျွန်တော်ကျင်းနေပါတယ်ကျွန်တော်အနေနဲ့ဒီ review video လေးနဲ့ Torrent player base ကိုပြန်လဲထူထောင်ခြင်းတဲ့အတွက်ကြောင့်မလို့ဒီ review လေးကိုလုပ်လိုက်ရပါပေါ့နော်လက်ရှိ local player တွေအများဆုံးစုနေတဲ့ဒီ Facebook group တွေကဒီ Torrent online newbie guide မြန်မာဆိုတဲ့ဒီ group လေးရဲ့ဒီထဲမှာဆိုရင်ဒီ guild ခေါ်တာတွေဒီ spinner ရောင်းတာတွေထီတောင်မှရှိတယ်ပေါ့နော်ဒီ group ထဲမှာဆိုရင် newbie ရဲ့အတွက် newbie guide ဆိုပြီးတော့တည်တံ့ link collection လုပ်ပြီးတော့တင်ပေးထားတာတွေလည်းရှိတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့နောက်ထပ် Facebook တစ်ခုကတော့ RPG Torrent online မြန်မာဆိုတဲ့ group ပေါ့နော်ဒီထဲမှာတော့ဒီ round table ဆိုတဲ့ Torrent online local base မှာဒီအကြီးဆုံး guild တစ်ခုပေါ့နော်အဲ့ဒီ guild ရဲ့ပြီးရင်အခြား active player တွေလည်းအဲ့ဒီမှာဒီ spinner ရောင်းတာတွေပါရှိတယ်ပေါ့နော်အဲကြောင့်မလို့ local player base ကို join ရင်းနေဆိုရင်ဒီ group နှစ်ခုကနေမှ join လို့ရတယ်ပေါ့နော်Torrent online ရဲ့ဒီ system တွေအကြောင်းကိုပြောရင်တော့ကုန်မှာတော့မဟုတ်တော့ဘူးဆိုတော့ဒီနေ့ရဲ့ video ကကျွန်တော်အရင်လဲရှင်းနေပြီနောက်ရကြရင်ကျွန်တော် git system တွေဒီ main quest တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်ထပ်ရှင်းပြပေးမယ်ဒီနေ့ရဲ့ Torrent online review လေးကတော့ဒီလောက်ပါပဲအားလုံးကြိုက်နေတတ်မယ်လို့မျိုးလိမ့်ပါတယ်